ဆက်လီဆိုင်မြောင်မုံငါဆိုင်ကိုနေပြည်တော်မှာဖွင့်နေခဲ့ပေမယ့်ဝန်ထမ်းတွေကြီးလွတ်ထားရမှာစိတ်မချတဲ့ရဲလီမှာပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်ရဲလီမှာကတော့မုံငါဆိုင်ဖွင့်ရကနေခုဆိုရင်တပြည့်ပြည့်နဲ့အောင်မြင်လာခဲ့ပြီးဆိုင်ခွဲပေါင်း14ခုထိဖွင့်လှစ်ထားနိုင်ခဲ့ပြီလေဖြစ်ပါတယ်အခုလိုမျိုးမုံငါဆိုင်တွေနဲ့အောင်မြင်လာခဲ့ရတဲ့အကြောင်းရင်းကိုလည်းရဲလီမဟာအခုလိုမျိုးပြောလာခဲ့ပါတယ်ပြီးခဲ့တဲ့ရက်ပိုင်းတုန်းကရဲလီမဟာနေပြည်တော်မှာသူမရဲ့14ဆိုင်မြောက်မုံငါဆိုင်ကိုဖွင့်လှစ်နိုင်ခဲ့ပြီးဖြစ်ပါတယ်အမှန်ဆိုရင်ဆိုင်ပေါင်း16ဆိုင်ထိတောင်မှရှိခဲ့တာဖြစ်ပြီးနှစ်ဆိုင်ကပိတ်ပစ်ခဲ့ရလို့သာ14ဆိုင်ထိပဲကျန်ရှိတော့တာဖြစ်ပါတယ်ရဲလီမကမုံငါရဲ့ဟင်းရည် quality ကိုအမြဲတမ်းထိန်းပြီးတော့ရောင်းချပါတယ်သူကိုယ်တိုင်လေးမုံငါစားရင်ကောင်းကောင်းပဲစားချင်နေတာဖြစ်လို့သူ့စီမှာလာစားကြတဲ့ပရိသတ်တွေကိုလည်းကောင်းကောင်းလေးပဲစားစီခြင်းနဲ့ဆန္ဒရှိပါတယ်နေပြည်တော်ပုပ္ပတိတိမှာဆိုင်ကဲဖွင့်လှစ်တယ်ဆိုတာကလည်းအရင်တုန်းကဆိုရင်ရဲလီမကဒီနေရာမှာဈေးအောင်ပူပါတယ်ဖောက်တယ်တွေလည်းအများကြီးရှိပြီးသူ့ကိုချစ်ခင်အားပေးကြသူတွေလည်းအများကြီးရှိတာကြောင့်ဒီနေရာကရဲလီမအတွက်တော့အောင်မြင်လိုမျိုးတောင်မှဖြစ်နေကြရတာပါပုပ္ပတိတိညဈေးမှာရဲလီမကမုံငါဆိုင်ဖွင့်လှစ်ခဲ့တာဖြစ်ပြီးညဈေးကိုပါအမိပြုလို့မနေ့ပိုင်းမှာရောညပိုင်းမှာပါရောင်းချသွားဖို့စီစဉ်ထားပါတယ်လက်ရှိမှာတော့ရဲလီမကဆိုင်ကိုနှစ်နှစ်စာချုပ်နဲ့ငှားရမ်းထားပါတယ်နှစ်နှစ်ပြည့်လို့ဆင်ပြေတယ်ဆိုရင်တော့15သွားဖို့ရဲလီမကစိတ်ကူးထားပါတယ်ရဲလီမကမုံငါဆိုင်နေအများကြီးဖွင့်လှစ်နေတယ်ဆိုပြီးပရိသတ်တွေကတော့ထင်ကြီးနေပါတယ်ငွေတွေထားစရာနေရာရောရှိသေးရလားဆိုပြီးတော့ရဲလီမကိုစနောက်ကြတာပါဒါပေမဲ့အလုပ်တွေသားလုပ်နေပေမဲ့ရဲလီမဟာငွေကိုထားစရာမရှိတော့လောက်အောင်ထီတော့ချမ်းသာလာတာမျိုးမရှိသေးပါဘူးခိုင်မာတဲ့စီးပွားရေးလေးတရက်ဖြစ်လာအောင်လို့သာရည်မှန်းပြီးတော့လုပ်ကင်နေတာဖြစ်ပါတယ်အခုနေပြီးတော့ကစိုက်မှုဖို့အတွက်ဆိုရင်ရဲလီမာကသူ့ရဲ့ငွေတွေမလုံလောက်တာကြောင့်ချင်းကားတာတောင်မှပြုလုပ်ခဲ့ရပါတယ်။ဒါတောင်မှကျေဝန်းလာတဲ့နေရာနဲ့ဆိုင်ကန်ကြီးကိုတစ်လ9သိန်းနဲ့ပိုင်ရှင်ဟာရဲလီမာကိုငှားရမ်းပေးခဲ့တာဖြစ်ပါတယ်။ဒါပေမဲ့ဆိုင်ကန်ငှားရက်ကနှစ်နှစ်စာ320ကိုရဲလီမာကကြိုတင်ပြီးတော့လုံးခနဲ့ပေးလိုက်ရတာဖြစ်ပါတယ်။ဆိုင်ကန်ငှားရမ်းပြီးလို့ဒီတိုင်းမပြီးသေးပါဘူး။ဆိုင်ကိုလိုအပ်တဲ့ပြင်ဆင်မှုတွေလုပ်ရပါသေးတယ်။လိုအပ်တဲ့ပစ္စည်းတွေဝယ်ထည့်ရပါတယ်။ဝန်ထမ်းတွေငှားရမ်းရပါတယ်။ဒီတွေသူ့ရဲ့လက်ထဲမှာရှိတဲ့ငွေပုံငွေရှန်နဲ့တင်မလုံလောက်ခဲ့တာကြောင့်ရဲလီမဟာချင်းငါထားရီတောင်မှရှိခဲ့တာပါရဲလီမကအခုလိုမျိုးနေရာစုံမှာစိုက်ခွဲတွေအများစားဖွင့်လှစ်ထားတာဖြစ်ပေမဲ့သူ့ရဲ့ဟင်းရည် quality ကိုတော့လုံးဝထိခိုက်မခံဘူးလို့ရှီမန်းဆက်တွေထားရှိထားပါတယ်ရန်ကုန်ဆိုင်မှာတော့သူ့ရဲ့မျိုးတွေကစိတ်ချရတာဖြစ်လို့ quality ဘိုင်းမှာတောက်လျှောက်ထိန်းထားမယ့်ရေးကိုစိတ်ပူစရာမလိုပေမဲ့အခုလိုမျိုးနေပြီးတော့ဆိုင်မျိုးမှာတော့ဒီချက်နဲ့ပတ်သက်ပြီးစိုးရိမ်စရာတော့ရှိပါတယ်ကိုလိုတော့ဘသူကမှစိတ်မချပါဘူးဒါကြောင့်ရဲလီမနောက်ပိုင်းမှာဆိုရင်နေဆိုင်ခွဲတွေစီမှာလှည့်ကျဆိုင်လိုက်ထိုင်တာမျိုးကိုပြုလုပ်သွားဖို့ရှိနေပါတယ်ရဲလီမကရန်ကုန်နဲ့နေပြီးတော့ကိုအပ်ပင်းရိုက်ပြီးတော့ကုချီတန်းချီလုပ်နေမှာဖြစ်ပါတယ်နေပြီးတော့မှခုမှစပြီးတော့ဝင်တိုးတာဖြစ်လို့ရဲလီမအနေနဲ့နာမည်မပြတ်ဖို့ရှေ့ကိုအထူးလေးထားပြီးတော့စူးစမ်းဆောင်ရွက်သွားမှာဖြစ်ပါတယ်။ရဲလီမာကတော့ဆိုင်ခွဲများစွာဖွင့်လှစ်ရောင်းချနိုင်တဲ့အထိအောင်မြင်တဲ့လုပ်ငန်းရှင်တစ်ယောက်ဖြစ်နေခဲ့ပါပြီ။ဒါပေမဲ့ဒါကသူ့ကိုချစ်ခင်အားပေးကြတဲ့ပရိသတ်တွေရဲ့ဝန်းရံအားပေးမှုကြောင့်သာခုလိုမျိုးချက်တည်နိုင်ခဲ့တာလို့ပဲရဲလီမာကခံယူထားတာဖြစ်ပါတယ်။ပရိသတ်တွေထဲမှာရောရဲလီမာရဲ့မုံငါကိုစားဖို့သူတွေရှိကြလားရှင်။စားဖို့တဲ့သူတွေရှိခဲ့မေဆိုရင်ရတာလေးကို recommend ပေးခဲ့ပါအောင်နော်။အဆုံးထိကြည့်ရှုအားပေးခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။